ဒီလောက်အထိရင်သက်ရှူမောပွေရကောင်းတဲ့နှင်းစီပင်မျိုးကိုအခုကြည့်နေတဲ့မိတ်ဆွေတို့ရောမြင်မှုကြပါသလားတာမန်နှင်းစီခြုံဖုံးတွေနဲ့မတူပဲဒီအပင်ကတော့ຫນွေဥကာလရဲ့အလားတရားတစ်ခုလုံးကိုတပင်လုံးစုပ်ကင်ထားတယ်လို့မျိုးအေယာမပန်းဆွဲကြီးပုံစံပွင့်အားနေတဲ့ပန်းကင်ကြီးတွေဝေစာနေကတစ်ပင်ငယ်လေးတစ်ပင်လိုမျိုးကြီးထွားရှင်သန်နေတာဖြစ်ပါတယ်လူအများစုကတော့ဒါဟာနိုင်ငံခြားကနေတင်သွင်းလာတဲ့ရှားပါမျိုးစိတ်တစ်ခုလို့ထင်မှတ်နေကြပေမဲ့လည်းတကယ်အမှန်တရားကတော့ပုံမစိတ်ဝင်စားဖို့ကောင်းလာတာမျိုးပါဒါကတော့ကျွမ်းကျင်လာတဲ့တရုတ်နိုင်ငံရဲ့ဥယျာဉ်စိုက်ပျိုးရေးပညာရှင်တွေဖန်တီးထားတဲ့သက်ရှိအနုပညာလက်ရမွန်ကြီးတစ်ခုဖြစ်ပါတယ်သူတို့ဟာခိုင်ခန့်တောက်တင်လာတဲ့နှင်းစီပင်ရဲ့အပေါ်မှာအလှပဆုံးပန်းပွင့်စေမဲ့နှင်းစီကိုင်းတွေကိုစနစ်တကျဂိုင်းကူးဆက်ကြတာဖြစ်ပြီးဂိုင်းဆက်ထားတဲ့နေရာတစ်ခုချင်းစီကိုလည်းအနာကျက်သွားစေဖို့အတွက်ဖန်လုံအိတ်ငယ်လေးတွေလိုမျိုးတေချာစွာပတိစီပေးထားလေရှိကြပါတယ်အဲ့ဒီနောက်မှာတော့၎င်းပင်လေးကိုအပြစ်ပြောစရာမရှိအောင်လှပတဲ့အဝိုင်းပုံစံဖြစ်လာစေဖို့အတွက်တင်းတင်းနီးပါးကြအောင်ဂိုင်းဖြတ်တာမျိုးပုံဖော်တာမျိုးနဲ့လမ်းညွန်ထိန်းချောင်းတာမျိုးတွေကိုပြုလုပ်ပေးရတာဖြစ်ပါတယ်။ကြားလက်ကတော့ဆွဲမွက်စရာကောင်းတယ်လို့လက်တွေ့မှာလည်းအသုံးဝင်လာတာမျိုးပါ။ဒီပြင်ထက်အမြင့်မှာမြစ်တင်စိုက်ပျိုးထားတာကြောင့်ပန်းပွင့်လေးတွေဟာလေဝင်လေးတဲ့ပုံမကောင်းမွန်စွာရရှိကြပြီးပုံမွားအန်တွေလည်းတက်တာစီကမိုးရပြီးတဲ့နောက်မှာလည်းပုံမစင်ကြဲတောက်ပနေစေတာဖြစ်ပါတယ်။၎င်းအပြင်ခါကုန်းစရာမလိုပဲဒါမှမဟုတ်ဆူချစ်မိမဲ့အန်တွေမျိုးလည်းမရှိဘဲနဲ့ရေလောင်းရတာ၊ကိုင်းညက်ရတာနဲ့အလှပတွေကိုငေးမောကြည့်ရှုရတာမျိုးတွေကိုပုံမလွယ်ကူစေပါတယ်။ခြံဝင်းတကားအနားမှာပဲထားဥယျာဉ်ခြံလေးအတိုင်းပဲစီတန်းထားဒါမှမဟုတ်အလဲပုံမှာပဲဂုံယူစွာစိုက်ပျိုးထားဒီနှင်းစီပင်အလှတရားကြီးဟာခြံဝင်းတစ်ခုလုံးကိုမိနစ်ပိုင်းအတွင်းမှာမော်ဆန်တဲ့နေရာတစ်ခုအဖြစ်သို့ချက်ချင်းပြောင်းလဲပေးနိုင်တာပဲဖြစ်ပါတယ်။